ငပြောမှုံထုတ်လုပ်ပုံအစစ်စစ်အဆင့်ကုန်ကျန်းစုဆောင်ခြင်းခြံတွေကနေရိတ်သိမ်းလာတဲ့လက်ဆက်တဲ့ငပြောသည့်အမြောက်များကိုစက်ရုံရဲ့တည်ယူပို့ဆောင်ရေးခပ်ပတ်တွင်ပြီးတော့ပေါ်ကိုတင်လိုက်ပါတယ်အဆင့်နှစ်အခွန်နွားခြင်းငပြောသည့်တွေကိုအခွန်နွားတဲ့စက်ထဲကိုဖြတ်တန်းစေပြီးအခွန်တွေကိုအလိုလျောက်တန့်စင်စွာဖယ်ရှားဖြစ်ပါတယ်အဆင့်3ကွင်းလိုက်ပြီးဖြတ်ခြင်းအခုံနာပြီးသားငပြောသီးတွေကိုအရွယ်အစားညီညာတဲ့အကွင်းလေးတွေဖြစ်အောင်ဆက်နဲ့ပပလိပါတယ်အဆင့်၄အချောက်ခံခြင်းလီးပြီးသားငပြောသီးကွင်းလေးတွေကိုအပူပေးဆက် industrial oven ထဲမှာအချိန်ကြာအချောက်ခံပြီးကျွတ်ရွသွားအောင်ပြုလုပ်ပါတယ်အဆင့်၅အမုံကျိတ်ခြင်းချောက်တွေ့သွားတဲ့ငပြောသီးပြားလေးတွေကိုအမုံကျိတ်ဆက်ထဲထည့်ကာအလွန်နူးညံ့တဲ့အမုံတွေဖြစ်အောင်ကျိတ်ချလိုက်ပါတယ်အဆင့်6စစ်ထုတ်ခြင်းနဲ့ထုတ်ပိုးခြင်း Golden powder. ရလာတဲ့အမှုတွေကိုအဖက်တွေမပါအောင်ထပ်မံစစ်ထုတ်ပြီးနောက်သတ်မှတ်ထားတဲ့အလေးချိန်အတိုင်းအိတ်လေးတွေထဲထည့်ကာအိတ်ပိတ်